မင်းသမီးလေးဟာစတာကြောင့်ဗိုက်စာလုံးလို့မရက်မနာငိုယိုနေခဲ့ပါတယ်ဒါပေမဲ့အထိန်တော်ကတော့သူမကိုအစာကောင်းကောင်းမကြွေးပဲရှုနေပေးနေတဲ့မုံလာဦးနီတွေကိုပဲကြွေးခဲ့တာပါတစ်ပင်ပေါ်ကကြီးကန်းတွေတောင်ဒါကိုမကြည့်ရနိုင်တာကြောင့်အထိန်တော်၃ယောက်အိပ်ပျော်နေတော့မှပန်းလေးတွေကိုယူပြီးသူမရဲ့ကတင်ဘေးမှာတွားထားပေးခဲ့ပါတယ်အဲ့ဒီအခါမှာမင်းသမီးလေးငြိမ်ကျသွားတာပါတနေ့မှာတော့စုံမဟာသတင်းပေါက်မှာပေါ်လာပြီးမင်းသမီးလေးကိုငိုအောင်ခြောက်လှမ်းဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲမင်းသမီးလေးကရေမောလိုက်တာကြောင့်စုံမလည်းလှောင်ရပြီးထွက်သွားခဲ့ပါတယ်ဒါပေမဲ့သူမဟာဝေးဝေးမသွားပဲအဝေးကနေမင်းသမီးလေးကိုတိတ်တဆိတ်စောင့်ရှောက်ပေးနေခဲ့တာပါမကြခင်မှာပဲမင်းသမီးလေးဟာလမ်းဆက်လျှောက်တက်လာပါတယ်တနေ့မှာစုံမဟာလူတွေဖြက်စီးသွားတဲ့တစ်ပင်ကိုပြင်ဆင်နေတော့မင်းသမီးလေးကသူ့မနောက်မှာရုတ်တရက်ပေါ်လာပါတယ်စုံမကမောင်းထုတ်ဖို့ကြိုးစားပေမဲ့မင်းသမီးလေးကသူမရဲ့ခြေထောက်ကိုဖတ်ထားခဲ့ပါတယ်ကလေးတွေကိုမုန်းတယ်လို့စုံမကပြောနေပေမဲ့မင်းသမီးလေးကတော့ခြိခိုင်းနေခဲ့တာပါစုံမဟာမတက်တာပဲမင်းသမီးလေးကိုခြိလိုက်ရပါတယ်မင်းသမီးလေးကစုံမရဲ့ဥချိုတွေကိုဆက်စုပြီးကင်ကြည့်နေတဲ့အခါသူမရဲ့မျက်နှာကယွန်ရှာတယ်လို့မျိုးပြနေပေမဲ့စိတ်ထဲမှာတော့အရေးပျော်နေပါပြီရာသီဥတုတွေပြောင်းလဲလာတာနဲ့အမျှမင်းသမီးလေးဟာစုံမနဲ့ကြီးကန်းရဲ့စောင့်ရှောက်မှုအောက်မှာဘေးကင်းစွာကြီးပြင်းလာခဲ့ပါတယ်အခုဆိုရင်သူမဟာနန်းတော်အကြောင်းတွေကိုလုံးဝမေ့သွားခဲ့ပြီးစူးချန်စီယိုအပြင်ဘက်ကကဘာကြီးအကြောင်းကိုပဲဆက်စုချင်နေခဲ့တာပါတနေ့မှာစစ်သားတွေကတစ်ပင်အောက်မှာရှိနေတဲ့သူမကိုမြင်ပြီးစုံမလို့ထင်ကတိုက်ခိုက်ဖို့ပြင်ကြပါတယ်ဒါကြောင့်စုံမကမင်းသမီးလေးကိုကာကွယ်ဖို့ကြီးကန်းကိုကြောက်စရာကောင်းတဲ့ဝန်ပလွေတစ်ကောင်ဖြစ်ပြောင်းလဲပေးလိုက်ပါတယ်သူမဟာမင်းသမီးလေးကိုစူးချန်စီယိုအပြင်ဘက်ကိုခေါ်ထုတ်လာခဲ့ပြီးသူမရဲ့ရုပ်ရည်ကြောင့်မင်းသမီးလေးကြောက်သွားမှဆိုလို့အနားမှာတိတ်တဆိတ်ပုံနေခဲ့ပါတယ်မင်းသမီးလေးအိယာကနိုးလာတဲ့အခါရှေ့မှာမြင်ရတဲ့မြင်ကွင်းကြောင့်အယမ်းမော်ဆန်ပြီးပျော်ရွှင်သွားခဲ့ပါတယ်သူမဟာနတ်သမီးလေးတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားနေခဲ့တာပါနတ်သမီးလေးတစ်ယောက်ကအမှောင်ထဲကစုံမရဲ့အရေးကိုကြည့်ပြီးကြောက်နေတာကြောင့်မင်းသမီးလေးကရဲရဲဝံ့ဝံ့ရှေ့ထွက်လာဖို့ပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စုံမဟာအမှောင်ထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်သူမဟာဘယ်သူလဲဆိုတာသိတယ်လို့မင်းသမီးလေးကပြောတဲ့အခါစုံမကအံ့ဩသွားခဲ့ပါတယ်တင်ဟာကျမရဲ့နတ်သမီးမဲ့တော်ပဲလို့မင်းသမီးလေးကပြောလိုက်တဲ့အခါစုံမဟာတောင့်တောင်ကြီးဖြစ်သွားခဲ့ပါတယ်စုံမဟာသူမကိုအမြဲတမ်းစောင့်ရှောက်ပေးခဲ့တယ်ဆိုတာကိုမင်းသမီးလေးကသိနေခဲ့တာပါမင်းသမီးလေးပျော်ရွှင်နေတာကိုကြည့်ရင်စုံမဟာစိတ်လှုပ်ရှားပြီးသူမရဲ့အတိတ်ကပုံရိပ်ကိုပြန်မြင်အောင်နေခဲ့ပါတယ်မင်းသမီးလေးအိပ်ပျော်သွားတဲ့အခါမှာတော့စုံမဟာသူမတိုက်ခဲ့တဲ့ချိန်စာကိုပြန်ဖြတ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ချိန်စာဆိုတာတစ်ခါအာနိတင်ပြသွားရင်ဘလို့မှပြန်ဖြတ်လို့မရတော့ပါဘူး